အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေကြိုဆိုပါရစေယနေ့လူတိုင်းနီးနီး Facebook သုံးနေတာတွေ့ရပါတယ်လူငယ်တွေမှာကလူကြီးများလေးသုံးနေတာတွေ့ရပါတယ်ကမ္ဘာမှာလူအကြိုက်အများဆုံးဖြစ်တဲ့ social network လူမှုရေးကွန်ရက်ကြီးတစ်ခုဖြစ်နေပါပြီဒါပေမဲ့ Facebook ဘယ်လိုပေါ်လာသလဲဆိုတာကိုတော့လူတော်တော်များများသိကြမယ်လို့မထင်ပါဘူးအခုလိုမျိုးပြောပြလိုက်ပါတယ် Facebook ကိုထွေထွင်ခဲ့တာတော့ Mark Zuckerberg ဆိုတဲ့ American လူငယ်တစ်ယောက်ပါသူ့ကို1984ခုနှစ်မေလ14ရက်နေ့အမေရိကန်နိုင်ငံနယူးယောက်ပြည်နယ်က White Plains မြို့လေးမှာမွေးဖွားခဲ့ပါတယ်12နှစ်အရွယ်အလယ်တန်းကျောင်းသားဘဝကတည်းကကွန်ပျူတာ program တွေရေးတတ်နေပြီးသူ့အဖေကအခြေခံ program ရေးတတ်တာတွေသင်ပေးတယ်နောက်တော့ software developer တယောက်ငါပြီးသူ့ကိုသင်ခိုင်းပါတယ်သူဟာ program ရေးတာကျွမ်းလာလို့ကျောင်းကတငယ်ချင်းတွေနဲ့ကစားဖို့ကွန်ပျူတာ game software တစ်ခုရေးပေးလျက်ရှိပါတယ်2003ခုနှစ်အသက်20အရွယ်ဖြစ်ပြီးနာမည်ကြီး Harvard တက္ကသိုလ်မှာဒုတိယနှစ်သက်တုံး Marker website တစ်ခုတည်ထောင်ပြီးကွန်ပျူတာပေါ်တင်လိုက်ပါတယ်အဲ့ website နာမည်ကတော့ FaceMash ပါ Harvard တက္ကသိုလ်ကျောင်းသားတွေသုံးဖို့ရည်ရွယ်ခဲ့တယ်အဲ့ဒီ website ထဲဝင်ကြည့်သူဟာတစ်ချိန်မှာကျောင်းသူ2ယောက်ရဲ့ဓာတ်ပုံ2ပုံကိုရှင်တွဲကြည့်ပြီးဘယ်ကျောင်းသူကစွမ်းဆောင်မှုကောင်းတယ်ဆိုတာကိုအမှတ်ပေးခိုင်းတော့တယ်နောက်ဆုံးတော့ဘယ်ကျောင်းသူဟာအလားဆုံးစွမ်းဆောင်မှုအကောင်းဆုံးဆိုတာကိုကျောင်းသားတွေပေးတဲ့အမှတ်ပေါင်းမူတည်ပြီးဆုံးဖြတ်တဲ့ကွန်ပျူတာ game တစ်မျိုးပါသူ့ website ဟာကျောင်းသားတွေကြားအရန်ကိုကြော်ကြားခဲ့တယ်ဂိမ်းကစားတဲ့တပတ်အကြာမှာတက္ကသိုလ်အာဏာပိုင်တွေက Mark ကိုခေါ်တွေ့ပြီးသူ့ website ကိုချက်ချင်းပိတ်ခိုင်းတော့တယ်မပိတ်ရင်သူ့ကိုကြောင်းထုတ်မယ်လို့သတိပေးခဲ့တယ်တိတ်မကြခင်မှာပဲ Mark တယောက်ကြောင်းဆက်မတက်ပဲထွက်လိုက်ပါတယ်သူ့ FaceMash ကို Facebook လို့နာမည်ပြောင်းလိုက်တယ်6ဘက်အကြာမှာသူ့ထက်အတန်းကြီးတဲ့ចောင်းသား3ယောက်က Mark ကိုသူတို့ရဲ့စိတ်ကူးအကြံဉာဏ်တွေကိုခိုးယူပြီး Facebook မှာတုံးထားတယ်လို့တရားရုံးမှာတရားစွဲပါတယ်နောက်ဆုံးတော့ Mark ကဒေါ်လာ1 သန်းခွဲတန်တဲ့ Facebook ကရှယ်ယာတွေပေးလိုက်လို့အမှုကြေအေးသွားပါတယ် Facebook ကိုတစ်ကမ္ဘာလုံးကလူတွေကတွင်ကြက်သုံးလာလို့ Facebook ရှယ်ယာတန်ဖိုးတွေတိုးတက်သွားပါတယ် Facebook ပိုင်ရှင် Mark ဟာ2008ခုနှစ်အသက်23နှစ်အရွယ်မှာကမ္ဘာအသက်အငယ်ဆုံးဘီလီယံနာတစ်ထက်အဖြစ်ကမ္ဘာကျော် Fox Magazine ကသတ်မှတ်ခဲ့ပါတယ်2010ခုနှစ်တုန်းကကမ္ဘာကျော် Time Magazine ရဲ့တစ်နှစ်တာအတော်ဆုံးလူ Man of the Year အဖြစ် Mark ရဲ့တပ်ပုံကိုမဂဇင်းမျက်နှာဖုံးမှာဖော်ပြထားပါတယ်အသက်30အရွယ်သားရှိသေးတဲ့ Mark ရဲ့ပိုင်ဆိုင်မှုစုစုပေါင်းအမေရိကန်ဒေါ်လာ35ဘီလီယံဖြစ်ပါတယ်ယနေ့သူ့ရဲ့ Facebook ကိုသုံးနေကြလူပေါင်း2.9ဘီလီယံဥယျာဉ်ရှိနေပါတယ် Mark ဟာသူ့ Facebook ဒီတွင်တုန်းကဒီလောက်ထိအောင်မြင်မယ်လို့မထင်ခဲ့ဘူးလို့ပြောပါတယ်သူဟာဒီလောက်ထိချမ်းသာလာမယ်လို့အိမ်မက်တောင်မမှတ်ခဲ့ပါဘူးတဲ့တကယ်တော့ဝါသနာတွေစိတ်ကူးတွေကိုနေမအိတ်ညမအိတ်စူးစမ်းလောက်ခိုင်ခဲ့တာတွေပေါင်းစုလိုက်တော့တကယ်ကိုငယ်ရွယ်နဲ့ဘီလီယံနာတစ်ထေးကြီးဖြစ်သွားတဲ့ Mark ကိုလူငယ်တွေအားကျအထုကိုနိုင်ကြပါစေအားလုံးပဲကျေးဇူးတင်ပါတယ်